ပဲမင်္ဂလာပါနော်ဒီမှာသူများတွေလိုမျိုးပွဲတွေပါလဲမတွား6တွားမှ6လဲမှ6လဲမစားဘူးဆိုတော့သမီးတို့ကတော့ဒီနေ့ဒီမှာမာလာရှန်ကိုကိုယ်တိုင်လှုပ်ရှားနေရဖြစ်ပါတယ်ဘယ်သူမှသမီးတို့ကြွကြွသမီးတို့ကတော့အားလုံးကြွပါတယ်နော်အာနဲ့ပဲကြွရမဟုတ်တော့တကယ်အပြင်မှာလာရင်လဲအကြွမှဖြစ်ပါတယ်ဒီမှာမတွားတဲ့အဖွဲဆိုတော့ဒီမှာသမီးတို့မခင်လဲသမီးတို့ကတော့အားလုံးဖြစ်ပါတယ်လူတွေလည်းပွဲတွားရင်သမီးတို့မခေါ်တဲ့လူတွေလည်းသမီးတို့ခေါ်ပါတယ်ဒီမှာစားဖို့ဘယ်သူမှအလဲလဲမခေါ်ဘူးဆိုတော့သမီးတို့ကတော့ဒီမှာအားလုံးလည်းခင်ပါတယ်နော်ဒီမှာကျွေးလဲကျွေးပါရဲ့လို့ line ပေါ်နေပဲကျွေးရမဟုတ်ပါဘူးလို့နော်ဒီမှာ line ပေါ်ကနေကျွေးရမဟုတ်ပါဘူးတကယ်ကျွေးရပါလို့အလဲ line တော့တကယ်ကျွေးမှဖြစ်ပါတယ်ဒီမှာခုလောလောဆယ်တော့ရင်စားလိုက်အောင်မယ်နော်ဘိုက်နဲ့ရမ်းစားနေဆိုတော့ရှိမဲဟာလေးနောက်သွားတဲ့အခါမှာငါ့ဝါစားကြမယ်စားကိုယ်တိုင်ပဲအိမ်မှာ special လောက်စားရဖြစ်ပါတယ်ဒီမှာကိုယ်တိုင်လက်ရနဲ့ဆက်ဆက်ကလေးစားပါဗောနော်ဒီမှာကြောက်လေးရောဟာလာစားကြပါလို့အားလုံးလည်းခေါ်ပါနော်ဒီမှာစားပါတော့မယ်သမီးတို့လက်ရအောင်စားချင်လဲလာစားလို့ရပါတယ်လို့ဒီမှာသမီးတို့ကအလှစားမဟုတ်ဘူးဆိုတော့အဝစားဒီမှာပဲတွေ့ပါမယ်ဒီမှာလာစားကြပါဒီမှာညီမလေးလည်းချောချောလလလေးပဲနော်စိတ်ပါဝင်စားရင်ဆက်သွယ်ကြလို့ရပါရဲ့လို့စိတ်ပါဝင်စားရင်ဆက်တယ်လို့ရဝတ်တကောင်3000ဒီမှာလာဆက်တယ်ကြလို့ရပါရဲ့အားလုံးလည်းဖြစ်ပါတယ်ဒီမှာစားပါမယ်ဒီကနေ့ကိုဒီကနေ့မှကျွေးတယ်မဟုတ်ဘူးသူကစိတ်ချမ်းသာလို့ဝနေရတော့အချင်မနဲ့ဒီမှာစားပါမယ်မင်း3000နဲ့လာတင်တောင်းရောရပါဒီကမမလည်းစင်ကြပါပဲလို့ဒီကမမလည်းစင်ကြပါပဲအားလုံးကချောချောလေးပဲသမီးပဲရုပ်ဆုံးနေရနော်မစားမယ်သူ့ယူရင်သူ့ကိုဖရီးရမယ်ကဲစားပါမယ်ဒီမှာအားလုံးကျွေးပါရဲ့ဒီမှာစားကြအောင်နော်ဒီမှာမင်းလည်းကျွေးပါတယ်ဒါဆိုရင်ဝယ်ဆိုင်မတက်နိုင်ဘူးသမီးကတိတ်မိုးလောက်ရှိဆက်မရှိဘူးဆိုတော့အိမ်မှာပဲအဝလောက်စားလိုက်တော့မှန်လားဒီမှာချက်ဟိုမှာဗောလီဘောလာပြီတဖြည်းဖြည်းနဲ့အလုံးကအစားတော့ပုတ်တယ်လူပဲမင်းစားကြလားကိုလာကြည့်လိုက်တော့ဟာလာမစမ်းနေတော့ဆိုစောင်းမင်းစားအကုန်စားပွက်နေလို့တော့စပယ်ဟုတ်ခေါင်းမပေါ်နိုင်ဘူးဘောကပြပြစားလို့ရတယ်ဟုတ်စားချင်တဲ့လူတွေရှိရင်လည်းနောက်မကြခင်မြင်မြင်လာခဲ့ပါလို့နော်အားလုံးခေါ်ကြွေးပါရယ်သူကသမီးတို့ခင်မခင်သမီးတို့ကတော့အားလုံးခင်ပါတယ်လို့အားလုံးနဲ့ကျွေးပါရဲ့လို့နော်အားလုံးလည်းကျွေးနေပါတယ်ဒီမှာလူသားတွေရတဲ့အဆင့်ဆင့်ကြီးဘာပြောလဲဆန်အောင်ကျုံငါမစပယ်ဆက်ကောင်းပါလားသူကတော့ဘာမှမကြမ်းပါတော့